အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Playpage Channel ရဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ admin KE ဖြစ်ပါတယ်လာကွယ်ညာတကောင်းရန်ချင်းရွာပြင်ကတင်းကျန်းဟောင်းကြီးဟာတိတ်ဆိတ်လုံးလုံးကိုရင်ခုံတန်းကိုပဲကိုပြင်ချားနေရတော့ပါတယ်အဲ့တိတ်ဆိတ်မျိုးကိုဖြတ်တန်းပြီးတော့လူ၄ယောက်တင်းကျန်းထဲကိုတိုးတိုးတိတ်တိတ်ဝင်လာပါတယ်ရှေ့ဆုံးမှာဥဆောင်လာတာကတော့မြင်တနာခတ်ထန်တဲ့အောက်လန်းဆရာသိန်းပါသူ့နောက်မှာတော့အချုပ်တရားကြောင့်တုံကျင်နေတဲ့လူငယ်၃ယောက်ပါလာပါတယ်။ဆရာသိန်းဆိုတာကတော့ရွာထဲကိုရောက်လာတာမကြာသေးတဲ့အောင်လန်းဆရာတယောက်ပါ။ရွာထဲကကာလာသာကိုတူးတို့ဖွဲ့ကဆရာသိန်းကိုအခိုင်ကြီးငွေပေးပြီးတော့ပြည်ရစီဖို့အတွက်တင်းနှင်းလေးကိုရောက်လာကြတာပါ။ဒီကောင်လေးဟိုဘက်ကညောင်မကြီးအောက်ကကူပဲမင်းကမြုပ်ထားတဲ့ဗိုက်ကြီးတဲ့ကူအဲ့ကိုသွားမယ်။ဆရာသိန်းရဲ့အမိန့်ကအေးဆက်နိုင်လာပါတယ်။သူတို့ကကူရှိကိုရောက်တော့မိကြီးကိုစတင်ပြီးတော့တိုးပေါ်ကြပါတယ်။ချစ်ဆိုတဲ့အောက်ပြားဆိုင်လေးကတနေ့ကပါတိတ်ဆုံးသွားတဲ့အမျိုးသမီးရဲ့ဝိညာဉ်ကိုလက်နှိုးနေသလိုပါပဲ။နိုင်ဝက်လောက်တူးပြီးသွားတဲ့အခါမှာတော့ဒေါက်ဆိုတဲ့အတန်းနဲ့သူအခေါင်းတစ်လောက်တွေ့လိုက်ရပါတယ်။အဖုံးကိုခွာလိုက်တဲ့အချိန်မှာထွက်လာတဲ့ပုံနှံကအရန်ဆိုးရာကြောင့်ကိုတူတို့တွေကတော့မြို့ဝမတက်ဖြစ်သွားပါတယ်။ဒါပေမဲ့ဆရာသိန်းကတော့ကျူးမဆိုင်ပါဘူး။သူ့အိတ်ကနေပြီးတော့အစီရင်လောက်ထားတဲ့အရာတစ်ခုကိုထုတ်ပြီးတော့အလောင်းအလောင်းတိုးကပ်သွားပါတယ်။ဒီမိမခန္ဓာကိုယ်ရရတဲ့အသားစားနဲ့ပေါ်ဆက်မှာမင်းတို့လိုချင်တဲ့ပြရစီရအစွမ်းထမှာဆရာသိန်းကဂါရာကိုခက်ပြင်ပြန်ယွရင်အလောင်းသားကိုတိုးကပ်သွားပါတယ်။ထိုအချိန်မှာပဲတင်းချမ်းတစ်ခုလုံးကိုလေရတပုံးပုံးတိုက်လာပြီးသူတို့ကင်ထားတဲ့မိအိမ်တွေကလည်းပြင်းပြင်းသွားပါတော့တယ်။အမောင်လူကြီးကသူတို့ကိုဝါညိုလိုက်တယ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲခေါင်းတလားကြီးတွေကမြည်တယ်တကူချက်ပေါ်လာပါတယ်ဆရာအလောင်းကလှုပ်နေရင်တော့ကိုတိုးကပြောလိုက်ပါတယ်ကိုတိုးကအရန်ဆောင်လာတဲ့ဓာတ်မီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့အားလုံးသူ့ပြတ်မတက်ဖြစ်သွားကြပါတယ်အလောင်းကမီလုံးတွေကိုပြူးကျော်စွာဖွင့်လာပြီးဆရာသိန်းရဲ့လက်ကဝတ်ကိုအတိတ်နဲ့ထားတာပါသူမရဲ့မျက်နှာကပုတ်ပွားနေပြီးပါးစပ်ကလည်းသွေးပုတ်တွေစီးကျနေပါတယ်ငါကလေးတွေကိုမထိနဲ့အတန်ကြီးက6ကက်နိုင်ပြီးတော့ကြောချမ်းစရာကောင်းပါတယ်အလောင်းကခေါင်းကလာတဲ့ကနေကျိုးတည်းထားထိုင်လိုက်ပြီးဆရာသိန်းရဲ့လေပင်ကိုအားနဲ့ညှစ်ပစ်လိုက်ပါတယ်ဆရာသိန်းကခြေတွေလက်တွေရမ်းခါပြီးရုန်းကန်နေပြီလေမရတော့ပါဘူးသူ့ရဲ့မျက်လုံးလေးကလည်းအပြင်ကိုပြူးထွက်လာပြီးရုံးဆက်ခတ်ကိုဖြစ်နေပါတယ်လူမြတ်၃ယောက်ဟာဓမီတွေကိုပြစ်ချပြီးတင်းငယ်နေရတဲ့အသက်လူပြေးပါတော့တယ်နောက်ကိုလည်းလက်မကြည့်ရပြီသူတို့နောက်ကနေပြေးလိုက်လာတဲ့ခြေတံကြီးနဲ့အတူငါကလေးကိုပြန်ပေးအောင်လေအပြေးစားနေအောင်လေဆိုတဲ့အတန်ဆိုးကြီးကကပ်ပါလာပါတော့တယ်နောက်ဒီမနက်မှာတော့ထိုလူငယ်၃ယောက်ကအပြင်းဖြားပြီးတော့ကြောင်ကတန်းဖြစ်နေပါတော့တယ်ဆရာတင်းဆိုတဲ့သူကလည်းကြွားကနေပျောက်ချင်းမလားပျောက်ဆုံးသွားပါတော့တယ်ဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇလန်းတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Playpage Channel တွေကို Like and Follow လုပ်ခဲ့ပါဦးခင်ဗျာ